အားလုံးမင်္ဂလာပါကျွန်တော်ကတော့မာနိုင် logistic ကကိုဆိုင်ဝနာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေသွားမယ်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ importer တွေပေါ့နော်ပစ္စည်းကိုတင်သွင်းပြီးတော့ကျွန်တော်ဈေးကွက်ထဲကိုဖြန့်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းကို pricing တစ်ခုပေါ့သတ်မှတ်မှာဖြစ်ပါတယ်အဲ့လိုမျိုး pricing သတ်မှတ်တဲ့အခါမှာကျွန်တော်တို့ကဘယ်လိုသတ်မှတ်လဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေမှာဖြစ်ပါတယ်နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ကဒီကိစ္စရက်ကိုကျွန်တော်တို့က landed cost လို့ကျွန်တော်တို့ကပြောပါတယ်ဘာလို့လဲဆိုတော့ဒီ landed cost ကိုplus ပေါ့နော် profit margin အမြတ် margin တစ်ခုကိုပေါင်းထည့်လိုက်ရင်ကျွန်တော်တို့ရဲ့ selling price တစ်ခုပေါ့နော်သတ်မှတ်လို့ရတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့သိရမယ့်အကြောင်းအရာက landed cost ဖြစ်ပါတယ်အဲ့တော့ landed cost ကိုဘယ်လိုတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့ incoterms ကိုသိရမယ် incoterms က CIF ပဲထားပါဦးကျွန်တော်မြန်မာနိုင်ငံမှာဆိုရင် input လုပ်လို့ရှိရင် CIF ကိုincoterm အနေနဲ့ပုံမှန်အဖြစ်အသုံးပြုတာများတယ်ပေါ့နော်export ဆို FOB နဲ့သုံးရတယ်အဲ့တော့ကျွန်တော် CIF နဲ့ပဲကျွန်တော်တို့လောက်ကြတယ်ဆိုပါစို့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ CIF ရန်ကုန်ကျွန်တော်တို့ကုန်ပစ္စည်းတင်သွင်းနေဆိုရင်ကျွန်တော်ကရန်ကုန်စိတ်ကမ်းအရောက်စီးလို့သတ်မှတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကုန်ပစ္စည်းရန်ကုန်စိတ်ကမ်းကိုရောက်လာမယ်ရောက်လာရင်ကျွန်တော်တို့ကဘယ်လောက်ကျတယ်ဆိုတဲ့ amount ကိုထွက်လာမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က CIF price လို့ခေါ်ပါတယ်အဲ့ CIF price ကိုကျွန်တော်တို့ကနောက်ထပ်ဘာပေါင်းထည့်ရမလဲဆိုရင်ဒုတိယအနေနဲ့ကျွန်တော်တို့ကပြည်တွင်းကိုကုန်ပစ္စည်းတင်သွင်းရင် Judean test တွေပေးရပါတယ်အဲ့ဒါလေကျွန်တော်တို့ရှေ့ရဝီဒူဒီမှာကျွန်တော်မျှဝေထားတာရှိပါတယ်ဘာတွေအခွန်ဆောင်ရတယ်ဆိုတာပေါ့နော်အဲ့ဒီအခွန်အခတွေကျွန်တော်တို့ကပေးဆောင်ရတဲ့အတွက်အဲ့ဒီအခွန်အခတွေဒီဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့ကယူတင်တွက်ချက်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒါတွေကိုလည်းကျွန်တော်တို့ကယူတင်တွက်ချက်ပြီးသွားရင်အခွန်ကဘယ်လောက်ကျတယ်ပေါ့ဗျာသိပြီဒါဆိုရင်နှစ်ခုရှိပေါ့နော်ကျွန်တော် CIF သိပြီအခွန်သိပြီပေါ့နံပါတ်3ကျွန်တော်တို့ကဒီစိတ်ကမ်းထဲမှာ port handling charges ဆိုတာရှိပါတယ်။ကျွန်တော်ကုန်ပစ္စည်းတွေအတွက် handling fees တွေကောက်တာပေါ့နော်။ဒါတွေကိုလည်းကျွန်တော်တို့က estimated ခံမှန်းပြီးတော့ကျွန်တော်တို့သိထားဖို့လိုပါတယ်။နောက်နံပါတ်4အနေနဲ့ကျွန်တော်တို့က custom clearance နဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တွေပေါ့နော်။ custom clearance လုပ်တဲ့အတွက်ရှိတဲ့ကုန်ကျစရိတ်ကလည်းဘယ်လောက်ရှိနိုင်လဲဆိုတာကို estimated သိထားဖို့လိုပါတယ်။နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကဘာသိထားလဲဆိုလို့ရှိရင်ကျွန်တော်ကုန်ပစ္စည်းတွေကိုရောက်လာတဲ့စိတ်ကမ်းကိုပြီးရင်နောက်နေ့ထုတ်သွားတယ်ဒါမျိုးလုံနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ storage fees တွေပေါ့နော်ပေးစရာမလိုဘူးပေါ့နော်ဒါပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ကကြားတယ်ပေါ့ဗျာကွန်ပစ္စည်းထုတ်ရတဲ့အခြေအနေတခုကျွန်တော်တို့ပေးရတယ်စိတ်ကမ်းထဲမှာပေးရရင်ကျွန်တော်တို့က storage charges ဖြစ်တဲ့ demurrage တို့နောက် container အခွန်အတွက်ကို detention charge တို့ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့က estimated cost အနေနဲ့ထည့်ပြီးတော့ပေါင်းသင့်ပါတယ်နောက်ကျွန်တော်တို့ဒီကွန်ပစ္စည်းကိုအားလုံးပြီးသွားလို့ပေါ့နော် clearance တွေပါလုပ်ပြီးလို့ကျွန်တော်ကွန်ပစ္စည်းကိုတက်ဆိုင်ရာကုမ္ပဏီဒါမှမဟုတ်သူ့ရဲ့ဒီ warehouse ပေါ့နော်အဲ့ကိုကျွန်တော်ပို့ဆောင်တဲ့အခါမှာ inland transportation ပေါ့ကားကပေါ့ဗျအဲ့ဒါလေးလည်းကျွန်တော်တို့ကရှိပါတယ်ဒါလည်းကျွန်တော်တို့ဝေးသလိုမီးသလိုကျွန်တော်တို့ cost ကဟွာလေးရှိပါတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကသိပြီဆိုရင်ခုနပြောတဲ့အချက်တွေအကုန်လုံးကိုပေါင်းလိုက်မယ်ပေါင်းပြီးွားရင် plus ပေါ့နော်ကျွန်တော်တို့ရဲ့ profit margin ကိုလုပ်လို့ရှိရင်ကျွန်တော်တို့က selling price လို့ခေါ်တယ်ကျွန်တော်တို့က DPC ကို market မှာဘယ်ဈေးနဲ့ရောင်းချမယ်ဆိုတာကိုကျွန်တော်တို့သိရှိမှာဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့က market မှာရှိနေတဲ့ဈေးကွက်နဲ့ကျွန်တော်တို့ပေါက်ဈေးတစ်ခုရှိမှာပေါ့ဗျာကျွန်တော်တို့ပစ္စည်းနဲ့ကျွန်တော်တို့တင်သွင်းပြီးရောင်းချမယ်ဆိုရင်ရောကိုက်မလားသူတို့ original ရောင်းနေတဲ့ဈေးနှုန်းတက်ကိုကျွန်တော်တို့ကမြင့်နေမှာလားနှိမ့်နေမှာလား profit margin ကရောဘယ်လောက်ရှိတယ်ဆိုတာကိုပစ္စည်းမတင်သွင်းခင်ကကြိုတင်တွက်ချက်ထားလို့ရှိရင်ကျွန်တော်တို့ကဒီပစ္စည်းကိုတင်သွင်းသင့်လားမတင်သွင်းသင့်ဘူးလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ကဘယ်နေရာမှာအားနည်းနေတာလဲပေါ့နော်ဥပမာကျွန်တော်တို့စောက်ဝယ်တဲ့ဝယ်တဲ့နေရာဈေးများနေတာလားဒါမှမဟုတ်ဘယ် cost တွေကဈေးကြီးလို့သူများနဲ့ကျွန်တော်တို့က comparison မလုပ်နိုင်တာလေကျွန်တော်တို့က quality အဖြစ်တာနေလို့လားစသဖြင့်ပေါ့ကျွန်တော်တို့ရဲ့ဒီတင်သွင်းမဲ့ community နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးစဉ်းစားလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှဝေချင်တာကတော့ကျွန်တော်တို့ selling price ကိုဘယ်လိုတွက်လဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အားလုံးအကျိုးစုံတရားရမယ်လို့လည်းယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်